အခုရှိတာကကျွန်တော်ရှိတဲ့အင်ကကျွန်တော်ရဲ့မကြီးအကိုအိမ်ရောက်နေတယ်မကြီးအကိုအိမ်ရောက်နေတယ်နှုတ်ကပတ်တော်လေးစင်ကြင်နေတယ်ဖခင်ရဲ့ကောင်းမြတ်ဖခင်ရဲ့နှုတ်ကပတ်တော်ကရွှေငွေထက်အထောင်တောင်းမကတန်ဖိုးရှိတဲ့နှုတ်ကပတ်တော်ဖြစ်တယ်ရောက်တဲ့နေရာကိုနှုတ်ကပတ်တော်စင်ကြင်တယ်လေ့လာတယ်ဖခင်နဲ့မိတ္တာဟာရဖွဲ့တယ်အားလုံးညီကိုမောင်နှမအရောက်စီတိုင်းပေါ်မှာဖခင်တခင်အထူးကောင်းကြီးပေးပါစေ